ဆောင်းရတဲ့ခီးသွားရသည်ဆိုတော့ကျွန်တော်ကလောခီးသွားတဲ့အခါမှာဒီတစ်ခေါက်တော့ကျွန်တော်ပုံမှန်တိုင်းဟိုတယ်တွေမှာမတဲပဲနဲ့ကျွန်တော်ပေါ့နော်အိမ်ကိုလုံးချင်းငှားပြီးတဲဖြစ်တဲ့အကြောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဒီတစ်ခေါက်တော့ကျွန်တော်နေပြည်တော်ကနေပြီးတော့ကလောကိုနေကင်း2နိုင်လောက်မှထွက်လာဖြစ်တယ်လမ်းမှာတော့ရမဲသိန်းရောက်တော့ရမဲသိန်းရောက်လို့ရှိရင်မဝင်ဖြစ်ဝယ်ရမယ်စမ်းတစ်ဆိုတဲ့အန်စာတော့မဟုတ်ပေါ့နော်အဲ့ဆိုင်လေးမှာဝင်ဖြစ်တယ်အဲ့ဆိုင်လေးကကျွန်တော်ဒီရမဲသိန်းမြို့ဘီပွိုင်အနီးမှာရှိတယ်ပေါ့နော်တော်တော်လေးလည်းကောင်းတယ်လက်ဆောင်ပေးရလည်းအဆင်ပြေတယ်ပြီးကြတော့တခြားသောမုံမလိုက်ပြောဆိုတော့များလည်းရှိတယ်ခင်ဗျနေ့လည်စာလည်းမစားသေးဘူးဆိုတော့ရမဲသိန်းကိုရောက်တော့ရမဲသိန်းရွှေထားပေါ့နော်စက်မှုလက်မှုချောင်းရဲ့မျက်နှာချင်းထဲမှာရှိတဲ့အာတင်မှာခဲ့ပါတယ်အာတင်မှာဆိုင်ပြန်လာစားပါပါကျွန်တော်ရမဲသိန်းအကျော်ပေါ့နော်စက်မှုလက်မှုချောင်းရဲ့ရှေ့မှာရှိပါတယ်အာတင်မှာစားခြင်းလို့လေနေ့လည်စာကိုအငက်ခံပြီးတော့စောင်းရင်းနဲ့ရောက်သွားတဲ့အချိန်ကျတော့ကျွန်တော်3နိုင်ခွဲ4နိုင်ဝန်းကျင်ဖြစ်ပြီပေါ့နော်အဲ့အချိန်မှာပဲကျွန်တော်နေ့လည်စာကိုစားဖြစ်တယ်ဆိုတော့ရောက်တော့ရိုက်ခတ်ဒီအာတင်မန်ရဲ့ဒီစပူဆောင်လေးပတ်ရိုက်ပေးဖြစ်ခဲ့တယ်ပြီးကြတော့သူတို့စီမှာရတဲ့ဟင်းပွဲလေးတွေပေါ့နော်ဒီကောင်မှုပြက်လိုက်မယ်နော်တမီးဟုတ်တယ်ဟုတ်ကဲ့မှုကြက်ရင်ဟုတ်ကဲ့အာတင်မန်ကသူ့စီမှာလည်းအရန်ဟင်းလေးတွေလည်းတော်တော်များများကောင်းတယ်နောက်ပြီးကြောက်လို့ရှိရင်နာမည်ကျော်တဲ့ဂွေးတောက်ပေါ့နော်ချက်ဂွေးတောက်ဟင်းဂျိုရဲ့နောက်ပြီးကြောက်လို့ရှိရင်ဗမာချက်ကျော်လေးပေါ့နော်အဲ့ဒါလေးတွေကမစားမဖြစ်ပဲဝေးသီးတာဟုတ်တယ်တော့ရတော့စီတယ်ကိုကနှိုက်စားနေဗမာချက်ကျော်နဲ့ဒူနောက်တက်ပေါ့နော်ကျွန်တော်အသီးနဲ့ရွက်ကျော်လေးထပ်ပြီးတော့လည်းမှားဖြစ်တယ်နေ့လည်စာစားဖို့အချင်းလည်းနောက်ကျနေတော်တော်များများလည်းဘိုက်စာနေဆိုတော့ဆွဲကောင်းကောင်းနဲ့ဆွဲတာပေါ့နော်အာတင်မန်ရောက်လို့ရှိရင်လေအရန်စားအဆင်ပြေတယ် service ကိုအများကြီးမပြောလို့ဒါပေမဲ့သူစီမှာစားရရတော့အရန်သဘောကျတယ်ပြီးကြတော့နေ့လည်စာနဲ့အတူကျွန်တော်ဘီယာလေးတောက်ဖြစ်တယ်ပေါ့နော်ဒီတစ်ခါတော့ကျွန်တော်တော်ကန်ကောင်းတယ်ဘီယာမှားတာလေ3လုံးမှားတာ3လုံးကိုကျွန်တော်လက်ဆောင်ရတယ်ပေါ့နော်အဲ့ဒါလေးကထူးခြားအမှတ်တရဖြစ်နေတဲ့နေရာလေးပေါ့နော်နေ့လည်စာစားနောက်ကျနေပြီဆိုတော့ကျွန်တော်စားတော့ပြီးစီးသွားအချိန်ဆိုတော့ကျွန်တော်4နိုင်ခွဲဝန်းကျင်ဖြစ်သွားပြီပေါ့နော်အဲ့4နိုင်ခွဲဝန်းကျင်လောက်မှာကျွန်တော်ရမဲသေးရနေစပြီးတော့ကလော့ခီပြန်စပြတယ်ကလော့ခီစင်တောင်တက်ခီစင်တစ်လျှောက်ကတော့လမ်းလေးပြင်းနေရလဲရှိတယ်ပြီးကြလို့ရှိရင်လမ်းတစ်ကြောမှာတော့ဖုန်ကြီးတော်တော်ထူတယ်ပေါ့နော်တခုရှိတာကကျွန်တော်ရောက်တဲ့ချိန်ကညနေပိုင်းလည်းဖြစ်တယ်ဆိုတော့အများကြီးတော့ရိုက်မပေးဖြစ်တော့ဘူးလမ်းမှာ1009နဲ့ကျွန်တော်ရင်းမပင်ရောက်တော့ရင်းမပင်ရောက်လို့ရှိရင်အမြဲတမ်းဝယ်ပြတဲ့အမေလာရဲ့ဒီအသားကြောက်လေးပေါ့နော်အဲ့ဒါလေးဝင်ပြတဲ့အမေလာဆိုင်ရောက်လို့ရှိရင်အဲ့အသားကြောက်ကတော်တော်ကောင်းတာအဲ့အရန်ကိုကြိုက်တယ်ဆိုင်နာမည်ကဆန်းတော်တာသူ့ရဲ့ဆိုင်ဘယ်နားမှာရှိလဲဆိုလို့ရှိရင်ရင်းမပင်ဈေးရဲ့မျက်နှာချင်းဆိုင်ပေါ့နော်အဲ့မှာရှိပါတယ်ခင်ဗျဆိုတော့လမ်းကြုံလို့ရှိရင်အဲ့အသားကြောက်လေးဝင်ပြီးတော့ဝယ်ကြည့်ပါမင်းတို့ကတော့ကလောရောက်လို့ရှိရင်ရာသီဥအေးလေးနဲ့အမီးလေးလုပ်ဖို့ဆိုပြီးတော့တခါတည်းဝင်ဝယ်ခဲ့ပါတယ်မင်းတို့တဲဖို့ပုတ်လုထားတဲ့အိမ်လေးကိုတော့ည9နိုင်ဝန်းကျင်မှာရောက်ပါတယ်နေရာလေးကိုတော့တေချာမသိရတဲ့အတွက်သူတို့ကလာခေါ်တယ်ပေါ့နော်ညတော့အောက်တော့မှာပဲဒီကလေးနဲ့ချေကြအောင်နော်Good morning နောက်နေ့မနေ့ရောက်ပြီဆိုတော့မင်းတို့ညကခီးပဲပန်းလာတယ်ပြီးကြတော့မိုးလက်ချုပ်သွားတာဖြစ်လို့တခြားလည်းမြက်ပြပြီပေါ့နော်အခုတော့ခြံဝင်းလေးတခြားပတ်ပြီးတော့ရိုက်ပြပေးပါမယ်ခြံရဲ့ရှေ့မှာလေသူကထင်းရှူတော့အုပ်ကြီးရဲ့ခြံကလည်းထင်းရှူတော့အုပ်ကြီးအလဲမှာရှိတော့တော်တော်လေးကိုနေလို့ကောင်းတယ်ပြီးကြလို့ရှိရင်မနေ့ဆိုလို့ရှိရင်လမ်းလဲရှောက်လို့ကောင်းတယ်ပေါ့နော်ဒီထင်းရှူတော့ထဲမှာရှောက်လာတော်တော်လေးကိုမိုက်တယ်ခင်ဗျဆိုတော့ဒီ cottage ကိုပထမဆုံးတဲပြတာအရန်နဲ့သဘောကျပါတယ်ချက်တောင်မှဟိုချက်ပေါင်းဘောမလာဆိုတော့ကလောကတော်တော်အေးနေပေါ့နော်အဲ့တော့မနက်စာတော့မင်းတို့ကလောဇီနာလက်ဖိတ်ဆိုင်မှာသွားစားဖြစ်တယ်နေကင်းစာကိုတော့အပြင်မထွက်ချင်တော့တာနဲ့အိမ်ထဲမှာအေးလူနေချင်တာနဲ့ဒီအိမ်ကနေပြီးတော့ဆက်ပြီးတော့မှားလိုက်တယ်ပေါ့နော်သူတို့ဟိုစားချင်တဲ့ဟင်းတွေသူတို့ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ပေးတယ်ပြီးကြလို့ရှိရင်အဲ့မှာပဲနေပူစာလုံးရင်းနဲ့နေကင်းစာကိုမိသားစုစုံညီနေပေါ့နော်ဒီကားထဲမှာစားဖြစ်တယ်တော်တော်လေးလည်းအရသာရှိသလိုနောက်ပြီးကြလို့ရှိရင်နေရထိုင်ရအရန်ကောင်းတယ်အဲ့အိမ်ထဲကနေလေအပြင်ထွက်ချင်စိတ်တိတ်တောင်မရှိတော့ဘာကြောင့်လဲဆိုတော့နေရထိုင်ရအရန်မိုက်လို့လေမင်းတို့တဲပြခဲ့တဲ့ဒီအိမ်လေးကကလော white cottage လို့ခေါ်တယ်ရက်ကွက်ကူပေါ့နော်နှီးဖျားနာအနီးမှာရှိတယ်အထင်ရှားဆုံးဆိုသူကကလော cafe ရက်နဲ့ပို့ပြီးနှီးတယ်ပေါ့နော်ပြီးကြလို့ရှိရင်ဒီအိမ်ရဲ့ထူးခြားချက်ကသူက kitchen ကိုအပြင်မှာထုတ်ပေးထားတော့ပို့သဘောကျတယ် kitchen ကြဲကြဲဝန်းနဲ့ပြီးကြလို့ချက်ပြုတ်ချင်တာဆိုလို့ရှိရင်တေချာလေးချက်ပြုတ်လို့ရတယ်အိမ်ထဲမှာဆိုလို့ရှိရင်သူကနည်းနည်းညှို့နှက်ပါညာရမယ်ကွာဒါပေမဲ့ဒီဟာကအိမ်မှာအပြင်မှာတက်တက်ထုတ်ထားပေးတာဖြစ်တယ်တော်တော်လေးအဆင်ပြေတယ်အဲ့ဒါလေးကိုသဘောကျတယ်နောက်မှာမဆိုဝရှောဝန်ရရှိမယ်အဲ့ဒီဘက်တော့ရေးပေါ်တုံးကြည့်တယ်နောက်ပြီးအိမ်နောက်ဖေးကနေလှမ်းမြင်ရတဲ့ရှုကင်းလေးကလည်းမစိုးဘူးပေါ့နော်သူရက်ကွက်လမ်းကြားလေးရဲ့ထင်းရှိတော့ရဲ့အိမ်လှလှလေးရဲ့ဆိုတော့အိမ်နောက်ဖေးရှုကင်းကလည်းတော်တော်လေးလှတာပဲမြင်လျားလှနေတယ်လို့ခန်းစားနေရဘယ်လိုပဲလဲမသိဘူးဒီအိမ်လေးကဖွင့်ခဲ့တာကြာပြီဆိုပေမဲ့လေတေးသေးချစ်ချစ်လေးနဲ့မိသားစုတက်တက်ဝင်နေလို့ကောင်းတယ်နွေးနွေးထွေးထွေးဖြစ်တယ်ဆိုခန်းစားချက်ကိုရတယ်အဲ့ဒါကိုတော်တော်သဘောကျတယ်အေကန်ဒီမှာအေကန်ဒီအေကန်ပေါ်တက်ပေါ့နော်ဘောတမလည်းအခန်းနှစ်ခန်းပါတယ်ဒီမှာတစ်ခန်းပါမယ်ပြီးဒီမှာတစ်ခန်းပါဟောဒီမှာဖျားစင်လေးလည်းရှိရင်ဒီရထွက်လို့ရှိရင်လည်းရှုပ်ကောင်းကောင်းမြင်တယ်တီရှူတော့ရှုပ်ကမနော်ရန်တိတ်ဆိတ်ပြလေနေရထိုင်ရတော်တော်လေးစချမ်းသာမှန်တီရှူတော့
Color White Cottage ကလူဦးရေ10ယောက်ကနေ10ယောက်ဝန်းကျင်တဲလို့ရတယ်ပေါ့နော်ညနေပိုင်းမှာတော့မင်းတို့ဒီအကိုတယောက်ရဲ့ဒီခြံပေါ့နော်သူခြံဝယ်ဖို့ကိစ္စလေးတစ်ချက်လိုက်ပေးနေအခုညီပေးဖြစ်တယ်ဒီနေရာကနေမြင်ရတဲ့ရှုခင်းလည်းမိုက်တယ်ဒီနေရာကဒါ Color Garden Estate ပေါ့နော်အဲ့ဝင်းထဲမှာရှိတယ်တော်တော်များများတော့ဆိုးအောက်သွားပြီပေါ့နော်ပြီးကြလို့ရှိရင်သူ့ရဲ့နေရာကမြင်ရတဲ့ view ကလေ Color ပြိုက်တောင်လို view မျိုးလေးတစ်ခုရှိတယ်ရထားလမ်း view လေးနဲ့ဆိုတော်တော်လေးမိုက်တယ်ကဲနောက်နေ့မနက်ကျတော့မင်းတို့မနက်စာကိုကျွန်တော်ထပ်မစားတော့ပဲနဲ့ဒီ Color White Cottage ကနေပြီးတော့မနက်စာကြိုပြီးမှာလာပြီပေါ့နော်သူတို့ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတဲ့မနက်စာကိုစားဖြစ်ပါတယ်然后就进去。就金刚的。 နိုဝင်ဘာဆောင်းမနက်ခင်းရဲ့ရာသီအေးတဲ့အောက်မှာပေါ့နော်ဒီဆောင်းရဲ့နေကြီးနွေးနွေးလေးအောက်မှာဒီမနက်စာပူပူနွေးနွေးလေးစားရတာလေအဲ့ဒါလေလောကနှိပ်ပန်တစ်ခုပဲနောက်ပြီးတော့လို့ရှိရင် Color White Cottage ကပြင်ဆင်ပေးတဲ့ရှမ်းမျိုးကအစားအစာလေးပေါ့နော်ညောင်ရှမ်းခောက်ဆွဲတွေပြီးတော့ဒိုးကြော်တွေအဲ့ဒါလေးတွေစားတော်တော်အရသာရှိတယ်အထူးသဖြင့် admin ကသူတို့စီကလုပ်တဲ့ဒီမြေပဲ sauce ပေါ့နော်မြေပဲချင်းစော်လေးတော်တော်လေးသဘောကျတယ်ကဲကလောမှာ2ညအိတ်3ရက်နေပြီးသွားပြီဆိုတော့မပြန်ခင်မှာ Color Garden Estate ကိုတစ်ခါပြန်ဝင်ပြစ်ခဲ့တယ်ရုံးကိစ္စလေးဖြတ်ဆက်ရှိတာနဲ့ပေါ့နော်နောက်တစ်ခုကဘာလဲဆိုရင် Color Garden Estate ထဲမှာကျွန်တော်တို့တဲလို့ရတဲ့ဒီ hotel လေးတွေလည်းရှိတယ်ပေါ့နော်အဲ့မှာ spa ရှိတယ် hotel ခန်းလေးတွေရှိတယ်အခန်းကလေးတော့အမြင်မမေးပြခဲ့ဘူးပြီးကြလို့ရှိရင်ဒီစားတောက်ခန်းမတွေလည်းရှိတယ်ပေါ့နော်ဓာတ်ပုံရိုက်ချင်တဲ့လူဆိုလို့ရှိရင်တော်တော်လေးကိုမိုက်တယ်admin တို့အစားကတော့ဒီ Color Garden Estate ထဲမှာတဲဖို့ပဲဒါပေမဲ့အဲ့မှာက air freight နဲ့ပြီးကြလို့ရှိရင်ဒီ bag တွေကပေါ့နော်လူကြီးမိဘတွေအတွက်ဆိုလို့ရှိရင်တိတ်ပြီးတော့အဆင်မပြေရနဲ့ဆွမ်းနာပြောတဲ့ဒီ vacation house နဲ့ငှားပြစ်သွားတာပေါ့နော်ဒါပေမဲ့အဲ့ငှားပြစ်တဲ့ vacation house လည်းပထမဆုံးချိန်တဲပြစ်ပေးမယ်လေတော်တော်လေးကိုသဘောကျတယ်နောက်ပြီးလို့ရှိရင်သူ့အိမ်ရဲ့ထူးခြားချက်ကကိုယ့်အိမ်ကိုခံစားရတယ်နောက်ပြီးတော့မိသားစုလိုနွေးနွေးထွေးဖြစ်တယ်ဆို feeling ပေါ့နော်အဲ့ဒါကိုအကြိုက်ဆုံးပဲဟုတ်ကဲ့ဒါလေးကတော့ Color Garden Estate ရုံရဲ့အတွင်းပိုင်းပေါ့နော်သူကအဲ့မှာ dining area ရှိတယ်တပ်ပုံရိုက်ချင်တဲ့သူတွေဆိုလို့ရှိရင်တော်တော်ရိုက်လို့ကောင်းတဲ့ spot တော်တော်များရှိတယ်ပေါ့နော်ဟုတ်ကဲ့admin တို့ရဲ့ November Color ခီးစဉ်လေးကတော့လောက်ပါပဲခင်ဗျာဒီ vlog လေးကိုအဆုံးထိအောင်ကြည့်ရှုပေးတူတူတယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ